ဟေးပါမင်းအဲ့ထမင်းမစားတဲ့ခင်သစ္စာအခုထိတက်တော့မယ်ကြီးဦးတွေကဟာလားတော့2 million ကျော်သွားပြီတော်တော်ကြည့်တယ်နော်အေးဟာအခုဘယ်နဲ့4ရက်ရှိဟေးဟာခင်သစ္စာ ပြောရရှိတော့ဒါဟာတော့ဦးကံမွေးနဲ့အနေခရစ်စာလောင်းရင်လားမသိဘူးဗျ အေးဟုတ်တယ်ဒီ ဝင်လာမလို့ အေးလာညနေအေးထိုင်နေ ဟုတ်ကဲ့တော့ ဟဲ့ဟုတ်တွေ့ရကောင်းတော့ကြောင့် အေးပါဖန်တာဟိုကလေလာရင်ကိစ္စပြီ ဒါရင်နေ့စာကျွန်တော်တို့ရွာမှာပေါ့နော်ဟောကရင်တော့လာငားလား โอ้ကထေးဟုတ်လား ရေးစိတ်ပြောပါ ဟိုရက်ကပဲရဲ့ အာရက်ကဒီပဒအားရကိုရတယ်ဗျာ ဩဟုတ်ပြီဒီလေးကကြည့်ရတာဟိုရွာဟိုကာလနာကောင်းတယ် ဟာကလာတော့ဘောဟာ ဟောအေးကာလနာကောင်းတယ်နဲ့ဩတပါးတည်းငါပါ ဟုတ်တယ်ဟုတ်တယ် အေးအဲ့တော့ဟိုဝေးကြီးရဟိုကမပြောလို့လည်းမရဘူးလေနော်အဲ့တော့ဟိုဥက္ကမွင်းကဟိုရန်ကုန်မြို့ပေါ်စီတယောက်တည်းကို9သိန်းတဲ့နဲဝေးရ9သိန်း10သိန်းအရန်ဝေး10သိန်းပေါ့ အဲ့တော့ဦးကံပြင်းကြီးကိုပြောကြအောင်တယ် ဟမ် ကြီးပြောကြအောင်လို့ ဟိုဆိုဘူးလေဟိုကြီးပြောစရာမလိုဘူးဆိုပေမဲ့လေဟိုရောင်းကူဝဲသူဆိုတာဒါတယောက်နဲ့တယောက်တော့ဩဒနာမေးမှာဒီချိန်နဲ့ကကြည်လျာဟိုညှိခါပါအဆင်ပြီးပါလေဟုတ်လား မဟုတ်ကံကြီးကိုပြောကြအောင်လို့လားဗျာ ဩကြီးပြောစရာမ ကြီးကိုဆိုကြအောင်လို့ ပတ်သက်တရားအပြီးမှာတော့တောင်းပဲတော့ပေးမယ်လို့အေးဟုတ်ပြီအဲ့တော့ဟိုဥက္ကမွေကြီးမပြောဘူးဆိုတော့ဟိုဥက္ကမွေကိုဘယ်လောက်ပေးမှာ ဟုတ်တယ်ဦးတော့ဦးကံမွေလာတာကိုတော့အနေခင်းတဲ့စာကိုလာငားတာ ဟုတ်ဗျာဟိုငါ့ကိုကြီးမပြောနဲ့ဆိုတာငါ့ကိုငါတာမဟုတ်ဘူးကြီးမဟုတ် မဟုတ်ဘူးလေ ဩဟုတ်လေသူ့မို့သူကဘာ တစ်တော့စေအနေခင်းတဲ့စာကိုလာငားတာဗျာ ဒီကိုလာငါ ဟုတ်တယ်အနေဟုတ်တယ် ကျဲကြီး ဆယ်ဒီဖြစ်နေပြီလေအဲ့ဒီရဲ့မရွာမလာအနေခင်သေးစားဖြစ်နေတာဆိုစိတ်တူတည်းတာ ဒီဆိုဘာလဲခေါင်းကြည့်ဘူး အော်ဆယ်ကြီးအော်အဒီဆယ်ကြီးဖြစ်ဖို့ ဟိုစိတ်လေးဘုံဘကိုပေါက်တယ်အနေရဲ့ဘင်းရဲတွေကိုချီသွားတာလေ ဟာဘာပေါက်တယ်ပေးတကဘာ အနေစားရပေါက်တာလေ ချက်ကြီးကစားတယ် ဒီကစား ဟိုတော့ကြည့်ပြီးလာငါလားဟိုဥက္ကံပွဲမှာဟိုရန်ကုန်မြို့ပေါ်9သိန်းနေဆိုရင်9သိန်း10သိန်းထားကုန်ရ10သိန်းကွာသူ့ကြတော့မေးခဲ့ဘလို့ပေးမှာ တိန်း30ပြီးမှအနေခင်းတဲ့စာကိုတိန်း30ပြီးမှဗျာ ဘာတက်တော့တက်ဆက်ပြီးမှလဲ အနေကတစ်တော့စိတ်ကြီးဖြစ်နေပြီလေတစ်တော့စိတ်ကြီးမို့လို့ပေးတာ ဒီတော့စရီမို့လို့တိန်းနဲ့ဆောက် ဟာတိန်း30တော့ပေးမှာ ဟာအန်ဒီယာသိနေစေ ဟုတ် ဒါဒိုင်မန်လို့မျက်လုံးကဆယ်ကြီးသာပြောတယ်အန်ဒီယာတစ်ချင်းနဲ့တစ်ဖက်မှမစိုးတာဘူးလက်လည်းမချိုးတတ်ဘူးမကတတ်ဘူးအဲ့တော့မျက်လုံးကငါ့ကိုတိုင်းဆက်ပေးပြီးတော့ခေါ်သွားပြီးဟိုစင်မော်ရောမှာငါပေးတတ်ကိုဘာလို့ပြရမှာလဲ စေကောမအဒီဘာမှလုပ်စရာမလို အေး ကကြလည်းမလိုစိုးကြလည်းမလို ဟဲ့ စေကောမခရဲကြီးကသမီးစားပြယုံမဲ ဟဲ့အဒီနဲ့ခမင်းစားပြယုံနဲ့တိတ်နေစေဟာကပလာ ဟမ် ငါဆယ်လီတဲ့ဟာငါ့ကိုတိတ်နေစေတဲ့နောက်ကြများပြောကြလားဟမ်ရှင်းမမစိုးကြလည်းမလုပ်ဘူးကကြလည်းမလုပ်ဘူးတဲ့ဟာခရမ်းကြီးနဲ့ခမင်းစားပြတာတဲ့နော်တိတ်နေစေတဲ့ဟုတ်တယ် ဒီပါတော့